ဒီဗီဒီယိုကိုလာကုန်ကန်နေလို့လာစားမကြံတော့တဲ့လူတွေပဲကြည့်ပါခင်ဗျာ Hello guys ဒီနေ့ကတော့ကျွန်တော်ကိုသူရက်တင်ထားဟင်းတဲ့ပိုပြီးစားကောင်းတဲ့ဟင်းလေးကိုချက်ပြသွားမှာပါခင်ဗျာဘတ်ဂျက်2000ဝန်းကျင်လောက်နဲ့စားကောင်းမဲ့ဟင်းလေးမို့လို့ဆက်ကြည့်ပါခင်ဗျာဆက်မကျင်တော့ဓာတ်စားမိပါမယ်ခင်ဗျာစတာပါဗျာဘာဟင်းချက်စီရင်တက်ရမယ်ဆိုတော့ပထမအဆုံးစီလေးကိုရင်ထည့်လိုက်ပါခင်ဗျာစီလေးချက်ပြီးဆိုရင်တော့အတင်းကျိတ်ထားတဲ့ကျင်းချက်သွင်းမျိုးချက်တင်နေလေးကိုမှုေးလိုက်တဲ့အထိစီတက်လိုက်ပါမယ်ခင်ဗျာချက်သွင်းလေးတွေကိုရဲလိုက်တဲ့အထိစီတက်ပြီးရင်တော့ခုနအတင်းလေးထားတဲ့ခင်းကျင်သီးလေးကိုထည့်ပါမယ်ခင်ဗျာခင်းကျင်သီးလေးကိုလည်းတစ်ခါတည်းရေမထည့်ဘဲနဲ့အရင်မှုေးလိုက်ပါမယ်ခင်ဗျာမှုေးပြီးပြီဆိုရင်တော့ခင်းကျင်သီးလေးနူအောင်ခဏလောက်စောင့်ပေးပါခင်ဗျာစောင့်နေရတာကြာမှဆိုလို့ရုပ်ချော်ချော်လေးကိုပြလိုက်ပါတယ်ခင်ဗျာပြီးရင်တော့ခင်းကျင်သီးလေးကိုနူးသွားအဖုံးလေးအုပ်ပြီး10မိနစ်လောက်စောင့်ပေးလိုက်ပါခင်ဗျာကြည့်တာကြည့်နေအခုချင်းဒီဘိုင်းချက်နေလည်းမသိဘူးမလားခင်းချင်းဒီလေးကြည့်သွားတော့ပြပါမယ်ခင်ဗျာအခုကျွန်တော်ချက်ပြမှာငဖဲနဲ့ဘဲဥပါခင်ဗျာဈေးနှုန်း2000ဝန်းကျင်ဆိုတော့ဘဲဥလေးက420ပါခင်ဗျာငဖဲကြောကတော့1000ပါခင်ဗျာကျန်တဲ့အစာပလာတော့အိမ်မှာရှိတာရခင်းချင်းဒီလေးတော့900ဘူးပါခင်ဗျာခင်းချင်းဒီအနည်းလေးချက်ပြီးဆိုတော့ငဖဲနဲ့ဘဲဥကိုထည့်ပြီးတော့မှုေးလိုက်ရုံပါပဲခင်ဗျာနောက်အောင်မှုေးပြီးရင်တော့အဖုံးလေးခဏအုပ်ထားပါခင်ဗျာအဖုံးလေးအုပ်ထားတဲ့အချိန်မှာပဲဆရာကြီးကလာရက်စစ်စေပါတယ်ခင်ဗျာကျွန်တော်တို့ရီစားရှိရလို့ဆိုတော့ရီစားကိုအရင်မိခိုင်းမှာဘာမှကြော်ပြီးမလုပ်ပါနဲ့ခင်ဗျာကြိုပြီးမမိခိုင်းရင်တော့ပေါ့တဲ့ငံနဲ့အရစ်ခံရတတ်ပါတယ်ခင်ဗျာပပလေးနဲ့စားကောင်းပြီးတော့ထမင်းမိန်လို့လှုပ်စားကြည့်ပါခင်ဗျာကျွန်တော်တော့သွားစားလိုက်ပါဦးမယ်ခင်ဗျာဘိုင်ဘိုင်